Hello Hello ရွှေရီဗီဒီယိုရိုက်တဲ့ခါတိုင်းမှာတုံ့ပြနေတဲ့ဒီ moisturizer လေးကိုမေးနေကြလို့ရွှေရီဒီနေ့ပြပြပေးသွားပါမယ်။ဒါလေးကတော့ရွှေသုံးနေရကြာပြီပေါ့နော်။တပူးတောင်ကုန်တော့မယ်ကွာဒီလောက်ပဲကျန်တော့တယ်။ဒါသူ့ရဲ့ဘူးအနီးကပ်ပုံစံလေးပါ။သွားကြတော့ကိုရီးယားမိတ်ကွာရွှေရီခါတိုင်းသုံးနေကြ moisturizer တစ်ခုရှိတယ်။အဲ့ဒါကုန်သွားလို့ဆိုပြီးတော့ဒီ site မှာသွားဝယ်တဲ့အခါမှာဒီ moisturizer ကိုတွေ့ရပေါ့နော်။တွေ့တဲ့အခါမှာရွှေရီကနေပြီးတော့ဒါငါနဲ့တဲ့ပါမလားပေါ့နော်။ဒါပေမဲ့စမ်းတုံကြည့်ရင်ကောင်းမလားဆိုတဲ့အတွေးဝင်သွားတယ်။ဘာလို့လဲဆိုတော့သူက sensitive skin သမားတွေအတွက်ပါသုံးလို့ရတယ်လို့သူမှပါတယ်ကွာ။ဘူးပုံစံလေးလည်းအမှန်တိုင်းပြောရရင်ပေါ့နော်ဘူးပုံစံလေးလည်းတစ်မျိုးလေးကောင်းမှလေးရဒီမှာရေခိုင်ထဲမှာဆင်းနေတဲ့ပုံစံလေးကွာ။အဲ့တော့ကောင်းမှမလားပြီးတော့ရွှေTikTokတွေမှာကြီးတဲ့အခါမှာလည်းဒီဟာက review များတယ်ပေါ့နော်။ဒီလူငယ်တွေကစလူကြီးအထိသုံးလို့ရမယ့် moisturizer မျိုးလေးကိုငါစမ်းကြည့်ပြီးတော့တဲ့ညွှန်းမယ်ဆိုပြီးတော့သုံးကြည့်တာဒါကတော့ပထမ1ရက်2ရက်3ရက်ဆိုရင်တော့မသိတာဘူးကွာသိလား skin care ရဲ့သဘောတဘာဝအရတော့ဒီတစ်ပတ်ကျော်နှစ်ပတ်ကျော်မှသူကအာနိသင်ပြတတ်တယ်ဒါရွှေသုံးနေရတော့တစ်လကျော်လောက်ရှိသွားပြီထင်တယ်ရွှေ2လပိုင်း3လပိုင်းလောက်ကလာမသိဝယ်ထားတာ cosmetic ဆိုင်ကတော့ရွှေတို့ရက်ွက်ထဲကဒီအနီးနား cosmetic ဆိုင်မှာပဲတွားဝယ်ခဲ့တာပေါ့နော်သူ့ရဲ့တက်ရှာလေးကသူ့ရဲ့တက်ရှာကကြတော့ lightweight ဖြစ်တယ်ဒီအသားပေါ်တင်လိုက်တာနဲ့အေးလေးဆိုရခံစားချက်ကိုရတယ်အစီရကတ်တာမဖြစ်ဘူးအစီပြက်နာတွေလည်းမဖြစ်ဘူးပေါ့နော်နည်းနည်းလေးဆွဲတုံပေးမယ်ဆိုရင်တော့အသားကြီးက smooth ဖြစ်ပြီးတော့တိတာတယ်ကွာဒါရွှေမှန်လက်နဲ့မျက်နှာနဲ့ဆိုရင်လည်းမျက်နှာ share ကလို့ဒါလက်ကတော့ lotion မလို့ရသေးဘူးကွာဒီမှာလက်က lotion မလို့ရသေးဘူးဒီ body အတွက်ကိုလည်းအသားချောက်တဲ့လူတွေအတွက်ပေါ့နော် body အကြောင်းကနောက်ဗီဒီယိုကြမှာပဲရှင်းပြတော့မယ်ဒါအခုလောလောဆယ်ကွာဒီကမေးထားလို့လာပြီးတော့ဖြည့်ပေးတာသူ့မှာအနံ့မပါဘူးဒီ sensitive skin သမားတွေကကစားသုံးလို့ရတယ်တကယ်လို့ပေါ့နော်ဒါရွှေဆိုရင်မနက်ကိုလိမ့်လိုက်တယ်လိမ့်လိုက်ပြီးဆိုရင်ညအထိကိုဒီအသားရည်ဆူဆူလေးပဲပေါ့နော်အဓိကအဖြစ်တော့ဒီ makeup foundation လူးနေကြလူတွေ66ကြီးဖြစ်တယ်ဆိုရင်တော့ဒီ moisturizer သုံးပြီးတော့မှလိမ့်ကြည့်ဖို့အကြံပေးချင်ပါတယ်အဲ့ဒါဆိုရင်တော့ဒီ makeup သားလေးကပေါ့နော်ဘယ်လိုပြောရမလဲရေတက်ပြည့်ဝပြီးဆူဆူလေးရတယ်ဒါအခုရွှေဒါနေတိုင်းလိမ့်တဲ့ပုံစံပေါ့နော်သူရတော့အနှံ့လိမ့်နေဒီနှာခေါင်းကြားတွေရောဒါသူ့ကိုလိမ့်ပြီးတော့ရတဲ့ reset ပေါ့နော်ဒါရွှေခုတလောအေးတက်တာများတာရဲ့ဒီအစားတောက်တွေမငရုတ်သီးစားတာများတာရဲ့ကြောင့်ဒီမှာဝက်ချံလေးနှလုံးဒါကတော့ဝက်ချံမဟုတ်ဘူးဒါကတော့ဝက်ချံမဟုတ်ဘူးရွှေဟိုဟင်းငါးကြော်ရင်းနဲ့လားဘာကြော်ရင်းနဲ့လည်းမသိဘူးစီဘူးဟိုဖြစ်တာစီဘူးမှန်ထားတာနည်းနည်းလောက်တစ်လားလောက်ကြာတော့ခါကျဝက်ချံပုံစံမျိုးခက်ခက်တောင်းတောင်းဖြစ်သွားပြီးတော့တိတ်တိတ်လေးစုသွားပါတော့ပထမစီဘူးလောက်တော့ဒီလိုနေရာမှာအဲ့လိုမခက်ခဲကြီးဖြစ်သွားနောက်မှဒီတေးလေးပဲကျန်တော့တာပေါ့နော်ကဲဒီလိုတစ်လုံးနှလုံးဝက်ချံရှိရင်တော့အရင်ကြီးစိတ်မပူနဲ့နော်ရေများများတောက်ပြီးအိတ်ချင်စားခြင်းမှန်မှန်ပေါ့ငယ်ပြီးရေပါရေရှောင်ပေါ့နော်အဲ့လိုဆိုတော့အဆင်ပြေတယ်ရွှေရတော့မရှောင်နိုင်တော့အခုဖြစ်နေနေ့ပြန်နေစားပြီးတော့စောအေးရမယ်တဲ့ဘာလို့ဟယ်လိုနာမည်ပြောဖို့မေးနေရဟောဒီ base juicy moisturizing gel ပေါ့နော်မြင်ရလားမသိဘက်ကင်မရာနဲ့ရိုက်တာဆိုကွာတက်ပဲရေးပြလိုက်တော့မယ်ဒီ base juicy moisturizing gel ပေါ့နော် moisturizing shooting gel အဲ့ဒီဟာလေးကကြတော့ဒီအခုပေါ့နော်ရွှေကြီးလို combination skin သမားတွေလည်းသုံးလို့ရတယ်နောက်တစ်ခုက oil skin နဲ့ dry skin သမားတွေပါသုံးလို့ရတယ် sensitive skin အတွက်ထုတ်ထားတဲ့ဟာကွာဒီလား sensitive skin ရောသုံးလို့ရတယ် skin type 6မျိုးသလုံးအတွက်ကိုအဆင်ပြေတဲ့ဟာလေးဘာလို့လဲဆိုတော့သူက sensitive သမားတွေပါသုံးလို့ရတယ်ဆိုတော့ကွာကျန်တဲ့သူတွေလည်းသုံးလို့ရတယ်ဆိုတဲ့အတိတ်ပဲဒါပေမဲ့ရွှေကြီးလို combination ဖြစ်နေတဲ့ skin တောင်မှဒီကောင်ကတော်တော်အဆင်ပြေတယ်ကွာအဲ့ဒီအတွက်ကြောင့်မလို့ highly recommend ပေးပါတယ်သုံးလာတာလဲကွာတပူးကုန်တော့မယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီကောင်အတွက်ကတော့အာမခံတယ်ကွာတကယ်လို့ဒီ base juicy moisturizing gel လေးကိုသုံးမှုရလို့ရှိရင်လည်းအောက်က comment မှာပြောထားလို့ရပါတယ်တခြား skin care လေးတွေလည်းသိချင်နေဆိုရင်တော့ရွှေကြီးရဲ့ဒီ comment အောက်မှာမေးထားခဲ့လို့ရပါတယ် beauty ဘိုင်းနဲ့ပတ်သက်တာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ရွှေကြီးရဲ့ account လေးကို follow လေးလုပ်သွားပေးခဲ့ပါဦးเนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတန်း